데 강샤버 강샤로 러왕로스나 강샤로 커바래 저는 디 대인 커바 칸사로 커바래 칸사로 커바래 저는 또တက်အနေနဲ့တာဝန်ထမ်းဆောင်တယ်တရင်မှာလုပ်တဲ့အလုပ်ကတော့အထွေထွေပေါ့ကျွန်တော်တို့ကတိတ်ပညာတတ်တဲ့အပိုင်းမှာပါတော့ကျွန်တော်အထွေထွေပေါ့ပေါတူကားရတယ်ဒီတရင်မှာခိုင်းတဲ့အလုပ်လေးဘယ်လိုကြောင့်အကုန်လုံးလုပ်ရတယ်ပေါ့တရင်မှာရှိတဲ့အချိန်ရတော့သူတို့မလုပ်ချင်တဲ့အလုပ်တွေကအစပေါ့လုပ်ရတာပေါ့သူတို့ကတည့်ရတဲ့ပဲကျွန်တော်တို့လုပ်တတ်တယ်၊ကြိုက်တတ်တယ်မဟုတ်ဘူးနည်းနည်းပြောလို့ဆိုလို့ဟိုဖြစ်တယ်ဆိုရင်တို့တော့ခိုင်းတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့ကပြန်မပြောဒါပေမဲ့ပြန်မပြောခါနားမထောင်တဲ့အထင်မှလည်းပါပါတယ်အဲ့လိုဟုတ်ကျွန်တော်တို့မမရတရင်လုံးပြုတ်ဖို့ဖြစ်နေတာဆိုတော့အခုတီးတောင်တီးလိမ့်မယ်ကျွန်တော်တို့ ਨੇ ဒီပင်လေဘူးမှာသူတို့တောင်တီးရင်တီးလိမ့်မယ်သူတို့တောင်ပိုင်ပါလိမ့်မယ်ဒေါ်လာရေးပေါ့လေအဲ့မှာကျွန်တော်တို့ပင်လေဘူးမှာတခါကဲ့ရဲ့ပဲဒီရနဲ့ဒီအပင်လောက်ပဲရှိတော့တယ်အဲ့မှာနိုင်ရန်ချားတယ်ဟိုဘက်မှာဖျားပေါ့ဗုဒ္ဓဘာသာဖျားစေတီပေါ့စေတီဒီဘက်မှာကျွန်တော်တို့တရင်နေရင်ဒီဘက်မှာနေရင်ဟိုဘက်မှာလူကဘယ်လောက်ရှိမရှိတော့ကျွန်တော်မသိဘူးတရင်မှုဘယ်လောက်ထိအကျင့်မကောင်းလဲဆိုတော့သူတို့ကအင်အား1500ဆိုလားရှိတယ်တဲ့အဲ့ကြောင့်မှကျွန်တော်တို့ကိုအဲ့ဖျားဟိုဘက်ဖျားကိုရှင်းခိုင်းတော့လူက10ယောက်သေးနဲ့အဲ့ကြောင့်မှသူတို့ဖမ်းတဲ့ဟိုအတန်သူတို့ခိုးဖမ်းထားတဲ့အတန်နဲ့ပြောတယ်တဲ့ရတယ်ဝင်ပါစေအဲ့ခွေးတွေဝင်ပါစေအထေးရောက်မှမောင်းမဲလို့ပြောတယ်သူအင်အားဘယ်လောက်ရှိတာလဲသူတရင်မှုဆိုတာတီးတယ်အဲ့တပည့်တွေကြောက်မှဆိုလို့ရှေ့ကတေခိုင်းတာမသိဘူးကျွန်တော်တို့အဲ့ဒါဝင်တဲ့အချိန်မှာကျွန်တော်တို့အဲ့နှစ်ထပ်ပုံအဲ့ဖက်တမာယုံဖြစ်မယ်အဲ့နှစ်ထပ်ပုံကျွန်တော်ကြည့်လိုက်တော့ကျွန်တော်အရင်မြင်တာအဲ့ညောင်မင်းအကြီးကြီးအောက်မှာ4-5ယောက်မတ်တရက်တာအဲ့ရမှာကျွန်တော်တခွေးမှုလာအောင်လို့ဟိုမှာလူအများကြီးပဲလို့ပျောက်ကြားနေလို့ကျွန်တော်အဖွဲရှိလားတစ်ချက်မေးကြည့်ပါအောင်လို့တော့ကြာမားနေအောင်မေးလို့ဟိုမှာတနက်တွေနေလို့အဲ့ရမှာပြောရင်နဲ့မရှိဘူးတဲ့အကြောင်းကျွန်တော်အမေဒူးနဲ့ကုတ်တာ PAD ထားပြီးတော့ကျွန်တော် PAD ကခွေးရုံမှာထားပြီးတော့အဲ့လက်နဲ့ငယ်လေးနဲ့ရှင်းခိုင်းတော့အမေဒူးနဲ့ကျွန်တော်ကုတ်ပြီးတော့ဘေဟုတ်မလဲအဲ့ဒါစတော့တာပဲအမှစတာသူတို့ကဘယ်လောက်ထိစီးရှိလဲဆိုတာပြောကြတာနော်ဒီလက်နဲ့အာကူနဲ့ဒီစီးစနစ်ကြပုံကိုပြောပြအောင်မယ်ဒီစစ်ကောင်စီကလက်နဲ့ကြီးဘောတယ်တနက်ကောင်းတယ်ဆိုပြီးစွတ်ပြစ်သူတို့ကမဟုတ်ဘူးအေးစေးရှိတယ်တခါကျရင်တော့လမ်းလျှောက်ပြလိုက်သေးတယ်စစ်ကောင်စီကပြစ်ကောင်းမကောင်းဆိုသူတို့စမ်းတာလမ်းလျှောက်ပြအော်အတေရီဟာပြစ်ဘေဟုတ်မလဲဟိုကအတိကြတေချာဘူးဒင်းဆိုပြစ်ထည့်လိုက်တာဟာအဘေဘာလဲMDC RPG ထိသွားကြီးတဲ့ RPG ကိုပြစ်ခိုင်းဖို့အဲ့ညောင်ပင်အောက်ကိုပြစ်ခိုင်းဖို့ဆိုပြီးတော့မနေဟိုဘက်ဘေးကိုလွတ်လိုက်တဲ့အချိန်မှာ RPG တီးရတယ် RPG ဆရာထိတော့ RPG ဆရာကိုလိုက်ပို့တာကသူစေးသမားရေပြီးရင်စေးအာမီရေပြီးရင်တရင်မှုနာမှာနေတဲ့IO ရေပြီးရင်စာဂျင်အိုက်စာဂျင်9ယောက်ပို့တာ9ယောက်အဲ့ကွင်းလေးကိုကွင်းအတဲ့လေးပဲကွင်းရနဲ့အဲ့ကျွန်တော်တို့နေတဲ့ကားလန်ဖက်ကိုတွားကူတဲ့အချိန်မှာပွဲအဲ့မှာတယောက်ပဲအခြေဆုံးတယောက်ပဲလွတ်တာအဲ့ဒေါ်လာရင်းဖက်ကပြစ်ထည့်လိုက်တာအဲ့မှာကွင်းမှာ4ယောက်လုံးမောက်တယ်လေအဲ့ RPG ထိတဲ့တယောက်ရေဂျန်တဲ့4ယောက်ရေအဲ့မှာမောက်တာအဲ့အကိုဂေဖို့လုပ်တယ်ဟိုအဖွဲရအဲ့ချိန်မှာသူထိပြီးဆိုရင်ဒေါ်လာရင်းအဖွဲရဖြိလာအောင်ကျွန်တော်တို့ကိုဖြိလာတာအဲ့ချိန်မှာကျွန်တော်တို့မနိုင်တော့ပြန်ဆုတ်10ယောက်သေးလေမနိုင်တော့ကျွန်တော်ပြန်ဆုတ်ဆိုတော့ကျွန်တော်တို့အဲ့တရင်မို့ကအကျိုးအကြောင်းတရင်ဖို့တော့သူကဘာပြောလဲဆိုတော့လူကဖြစ်ပြီးအတိကလူကဘာမှဖြစ်စေနဲ့သူမပြောဘူးနော်ဘာပြောလဲဆိုတော့သူ့ရဲ့လေးစားစရာစကားကိုကျွန်တော်ပြောလိုက်အောင်လူကတော့အခုဖြစ်ပြီးဘေးသက်နိုင်မလဲတဲ့အတိကလက်နဲ့မပါဖို့အရေးကြီးတယ်တဲ့လက်နဲ့ပိုင်မင်းတို့ကတော့အမျိုးမဟုတ်ဘယ်လိုပြောမလဲအထက်ကစုံကပွဲအမျိုးသုံးလိုက်မယ်ဆိုတော့ကျွန်တော်အချိန်မှာတွားတဲ့အချိန်မှာဘယ်သူဦးစီးနဲ့တွားလဲဆိုတော့တခွဲမှုကျွန်တော် IO ပဲသူအရင်တော့ IO ကြိုက်ခဲ့တယ်ကျွန်တော်တို့ပြန်ပြီးတော့တခွေးမှုကြိုက်ခိုင်းတာအရာရှိလုပ်တယ်လူကဟိုးအနောက်မှာတပည့်တို့ဘေးဦးတက်သူကမြန်ပြောင်းကြီးနဲ့မဟုတ်ဘူးနင်တို့ဝေးတယ်နင်းကောက်ဦးအဲ့လိုလုပ်တာဟိုးအနောက်ကနဲ့ကျွန်တော်တို့ကိုဂုံမန်ပေးတာအဲ့ကြောင့်မှကျွန်တော်တက်တော့ဟိုအဖွဲတွေကဘာလုပ်လဲဆိုတရားချင်းကိုကဆွဲသွားပြီခုမှရှိတော့ကြည်သားမရှိတော့ဘူးကျွန်တော်ပြီးအေးတရားကြည့်တော့ပုံတီနှလုံးအဲ့ပုံတီနှလုံးကခြံခိုင်းထားတာကျွန်တော်ကအရေးကြောင်းကြိုင်ပြစ်ဖို့အမှန်ဘာမှလုပ်လို့မရဘူးအဲ့ပုံတီနှလုံးကခြံခိုင်းတော့လေရင်မလာသေးဘူးလားလူကယူကတ်နေပြီးဘယ်လောက်ထိတောင်မှကျွန်တော်တို့ဟွာဖြစ်လဲဆိုတော့အဲ့ကျွန်တော်စိတ်ကြကျွန်တော်ပဲအဲ့အခုဒီမှာကြည့်နေအောင်မှကျွန်တော်ပြောခဲ့တဲ့ဗီဒီယိုရှိရင်တော့သူတည်အောင်မယ်ကျွန်တော်ဗီဒီယိုဘာပြောခဲ့ကျွန်တော်ပေါ်တာဆွဲခဲ့အကူကြီးတို့ဦးလေးတို့ကိုကျွန်တော်ဘာပြောခဲ့လဲဆိုတော့ကျွန်တော်ထိန်းရတာဟုတ်ဒီတရားကြီးကအလေးမှနေပြီးတော့ဦးလေးတို့လို့အခုကဦးလေးတို့ကြားတဲ့အတိုင်းပဲလို့ဒီမှာနားမှာရောက်နေပြီအဲ့တော့ဦးလေးတို့မှလည်းအပြစ်မရှိတဲ့အတွက်ဦးလေးတို့ကလွတ်နိုင်တယ်ဦးလေးတို့ကိုသူတို့ကဘာမှလုပ်မှာမဟုတ်လုပ်ရင်ကျွန်တော်တို့ပဲလုပ်မှာအဲ့တော့ကျွန်တော်တို့အရေးကြောင့်သူတို့ဟ
ဟွာဖြစ်လာပြီဆိုတော့ဦးလေးတို့ပြေးတာပြီပစ္စည်းမထမ်းနေပေါ့လွတ်တာပြီအဲ့တော့ကျွန်တော်တို့ကလွတ်မှာတော့အကြောင်းမဟုတ်ဦးလေးတို့ပြေးလွတ်တဲ့နေရာကိုပြေးအဲ့ဆိုဦးလေးကတို့တောင်းပန်ရလေရလောက်တယ်ဆိုပြီးတော့ကျွန်တော်ကမာခဲ့တာဘာလို့နီးနေပြီကြည်စံတနက်ထိုးပြီးတော့မှဒီကောင်းလေးမလွတ်တော့ဘူးဆိုပြီးတော့1500ဆိုတဲ့တရင်ကဘာမှမရှိလူကကျွန်တော်တို့တရင်တော့မှ80လောက်ပဲကြံတော့တာနေရင်ပေါ်မှာ140တော့မပြီးဘူးအဲ့ချိန်မှာအကုန်လုံးကြည်စံနေအကုန်နေပြီလုံးဝဘာမှလွတ်လို့မရတဲ့အနေထားတက်တလုံးလေအလိုမှာလေရင်ကလာတာလေရင်မလာရင်အဲ့မှာကျွန်တော်တို့ပွဲချင်းပြီးပဲအကုန်လုံးပေါ့အဲ့ဒါနဲ့တခါပြန်စင်းလိုက်ပူတော့ကျွန်တော်တို့ဟာစကီနဲ့လိုက်ပူတာခဏလေးရောက်သွားတယ်အဲ့ရနဲ့ပြန်ကျွန်တော်တို့ခြေချင်းနဲ့ဆင်းခိုင်းတာရွှေဘူအထိပြန်ခြေချင်းနဲ့အဲ့ရပင်လေဘူးကနေရွှေဘူခြေချင်းနဲ့ပြန်တက်ခိုင်းလမ်းမှာလေးနေတိုင်းလို့တိုက်ပွဲဖြစ်ပြန်လာလိုက်ပြန်ဆင်းသွားလိုက်နူလာနေအောင်ပြန်အဲ့လိုပဲပေါ့အဲ့လိုတွားရင်နဲ့ဘယ်လိုလဲဆိုတာစစ်ကောင်စီမှာလုတ်ခဲ့တဲ့အရာတွေကအခုလက်ရှိအခုခါကျရင်ရေးချင်နေပါဆိုလက်တွေ့အပြင်မြေပြင်မှာကျွန်တော်တို့တွေ့ခဲ့တဲ့အရာတွေနဲ့အခုဖြစ်နေတဲ့အရာတွေမတူဘူးလေနော်စစ်ကောင်စီအခုတရင်စစ်ကောင်စီမှာလုံနေတဲ့အရာနဲ့မြေပြင်မှာသူတို့ပြောနေတဲ့အခုဂျုံမင်းမင်းတို့ပြောတယ်ဘာမှလည်းမဆိုင်ဘူးကျွန်တော်တို့အခုနားထောင်နေကျွန်တော်လည်းမှအရင်စာမဖတ်ဘူးလိုက်မကြည့်ဘူးအခုနောက်ပိုင်းမှာအဲ့ဓာတွေကိုစီတို့ပြောတဲ့အရာတွေကိုနေနားထောင်ပြီးတော့မှဒီကူစီတို့ပြောဟာမဆိုအမတန်မှပြောမယ်ဆိုရင်ခွန်အားရနော်အမတန်မှအားရဆရာကြီးတွေပဲအဲ့တို့ပြောမှသာနည်းနည်းအမြင်တွေပွင့်လင်းလာတာပြောတတ်လာတာအရင်တော့မ